အေးချမ်းပြေဆုံးကြပါစေရှင်ကျေးဇူးတရားတွေကိုလေရှာဖွေရဲ့နေရာမှာအချို့တွေကရှာဖွေရခတ်တယ်ပေါ့နော်ရှာဖွေရခတ်တယ်ဘာကြောင့်ရှာဖွေရခတ်တယ်ဆိုရင်ကိုယ်စိတ်ထဲမှာကိုယ်နဲ့ကိုမရသေးတဲ့အရာတွေကိုမပိုင်ဆိုင်သေးတဲ့အရာတွေကိုပဲတွေးနေတာလူချင်းတတ်မှတ်မှုများတာနောက်တစ်ခုကကျတော့သူများဘဝနဲ့နှိုင်းယှဉ်မိနေတာလူတွေကလေကိုယ့်ရဲ့ဘဝကိုမိနေပြီးတော့မိနေတယ်ဆိုတာကကိုယ်မှာပိုင်ဆိုင်ခဲ့တဲ့အရာလေးတွေပိုင်ဆိုင်နေတဲ့အရာလေးတွေကိုယ့်ဘေးနားမှာရှိတဲ့လူတွေကိုပိုင်ဆိုင်ထားတဲ့တင်းလေးသောအရာလေးတွေကိုမိနေတတ်ကြပြီးတော့တခြားသူရဲ့ဘဝတွေကိုပဲနှိုင်းယှဉ်တတ်ကြတာဒီလူတွေကတော်တော်များများကိုကျေးဇူးတရားလောက်ခိုင်းတဲ့ခါကျလို့ရှိရင်သူတို့ရှာဖွေရခတ်တယ်ပေါ့နော်ဘယ်ဟာတွေကကျေးဇူးတင်ရမှာလဲဘယ်ဟာတွေကကျေးဇူးတင်ဖို့ကောင်းလဲဆိုတာသူတို့မိနေတာမျိုးတွေရှိတယ်ကျေးဇူးတရားကိုရှာဖွေတဲ့နေရာမှာအဓိကကဝေးလန့်လန့်ပဲစဉ်းစားနေကိုယ့်ရဲ့အနီးနားမှာလည်းစဉ်းစားလို့ရတယ်အဲ့ဒီထက်အောင်ပြောရမယ်ဆိုရင်ကိုဘွားကိုလေကိုဘွားကိုကျေးဇူးတင်တယ်လို့တွေးထင်တဲ့လူတွေဘယ်နှယောက်ရှိလဲကိုဘွားကိုပြောင်းလဲသွားစေအတွေးခေါ်ဒါမှမဟုတ်ပညာတစ်ခုခုဖြစ်နိုင်တယ်ကိုအားကြရတဲ့သူတွေကိုဘွားရဲ့ပေါ့ကိုရဲ့ရင်းနှီးတဲ့သူတွေလည်းရတယ်သူတွေရှိလဲလူ10ဦးကိုရွေးကြည့်ဒီလူ10ဦးကိုရွေးတယ်ကိုဘွားမှာလူ10ယောက်ကိုကျေးဇူးတင်ရမယ်ဆိုရင်ဘယ်လိုလူတွေကိုကျေးဇူးတင်မှာလဲလူ10ယောက်ကိုရွေးချယ်ပါဒီတရားကိုရွေးချယ်လိုက်လို့ရှိရင်ဥပမာကွာမတ်ဖြူကိုကျေးဇူးတင်နေဆိုရင်ဟုတ်ပြီမတ်ဖြူကိုဘာကြောင့်ကျေးဇူးတင်တာလဲဆိုတဲ့အချက်3ချက်ကိုခြာရေးကြည့်သူ့ကြောင့်ကိုဘာတွေပြောင်းလဲသွားလို့လဲအဲ့ဒီအချက်ကိုတေချာရေးခြာရေးကြည့်ဖို့လိုတယ်ဟုတ်ပြီမောင်မဲဆိုရင်လည်းဟုတ်ပြီဒီမောင်မဲကိုကျေးဇူးတင်နေဘာကြောင့်ကျေးဇူးတင်တာလဲအချက်3ချက်ခြာရေးဖို့လိုတယ်ဆိုတော့တခြားဘေးဘေးဟာတွေကိုအရင်ကြီးမတွေးနဲ့ကိုဘွားမှာကျေးဇူးတင်ထိုက်တဲ့သူ10ယောက်ကိုရွေးလိုက်ဆရာမလည်းဖြစ်နိုင်တယ်အဖေအမေတွေဖြစ်နိုင်တယ်ကိုယ့်ရဲ့မောင်လေးညီမလေးတွေလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့လက်အောက်ငယ်သားတွေလည်းဖြစ်နိုင်တယ်ကိုယ့်တငယ်ချင်းပြောမနာဆိုမနာဖြစ်တဲ့ကိုယ့်တငယ်ချင်းလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့အိမ်တော်ဘက်ဖြစ်နိုင်တယ်ချစ်သူရီးစားဖြစ်နိုင်တယ်လုပ်ဖို့ကိုင်ဖက်ဆွေမျိုးသားချင်းအကောင်လုံးဖြစ်နိုင်တယ်တစ်ခါတလေကျရင်ကိုယ်နဲ့မရင်းနှီးတဲ့ဒစိမ့်လည်းဖြစ်နိုင်တယ်ဒစိမ့်တော့မှရင်းနှီးတဲ့ဒစိမ့်လည်းဖြစ်နိုင်တယ်မရင်းနှီးလည်းမတွေ့ဘူးမရင်းလည်းမြင်နေတာပေမဲ့ကိုကသူ့ကိုကြည့်ပြီးတော့အားကြပြီးတော့စူးစမ်းနေရင်နေဖြတ်တန်းခဲ့ရတဲ့ဟာတွေလည်းရှိတယ်ဟုတ်တယ်မလားဒီလူတွေလည်းဖြစ်နိုင်တယ်ကိုကျေးဇူးတင်ရတဲ့10ယောက်ကိုအတူယူအားကြရမယ်ကျေးဇူးတင်ရမယ်10ယောက်သူတို့ကြောင့်ကိုဘာတွေပြောင်းလဲသွားတယ်ဆိုတာလေးကို3ချက်လေးခြာရေးပြီးတော့ကျေးဇူးတင်မှုပြုလုပ်ပေးပါဒါလေးတွေကနေပြီးတော့ကျေးဇူးတရားစတင်ပြီးတော့လှူဆောင်လို့ရပါတယ်အင်းချမ်းပြည့်စုံကြပါစေရှင် Universe on ဖြစ်ပါတယ်နော်အောင်လို့ဒီလေဒီနေ့တစ်နေ့လုံးပြန်တွေးကြည့်အောင်မနက်မိုးလင်းကနေစပြီးတော့အခုမိုးကြုတ်တဲ့အထိပြန်တွေးကြည့်အောင်တို့ဖြတ်တန်းခဲ့ရတဲ့အကြောင်းအရာလေးတွေမှာကောင်းတာတွေများသလားဆိုးတာတွေများသလားတော်တော်များများကလူတော်တော်များများကလုံနိုင်ခဲ့တယ်ဆိုတဲ့အရာထက်မလုံနိုင်ခဲ့တဲ့အရာကိုပို့ပြီးတော့တွေးကြကြတယ်နှောင်းတရတတ်ကြတယ်မလဲရဘူးကိုမှန်တိုင်းဖြစ်ကိုလိန်တာအဆိုးဆုံးပဲဆိုတော့တော်တော်များများကအောင်မြင်ခဲ့တဲ့အရာတွေထက်ငါဒါလေးလုံးမလုံလိုက်လေချင်းငါဒါကိုမရလေချင်းဒါကိုမသိလေချင်းဒါကိုနောက်ကျလေချင်းဆိုပြီးတော့နောင်တရတဲ့စိတ်တွေပဲဖြတ်တန်းနေကြတယ်ကိုတွေးတာကိုရတယ်တဲ့အုံတို့တစ်နေ့လုံးစာကိုအုံပြန်တွေးခိုင်းတဲ့နေရာမှာဘယ်ဓာတ်တွေတွေးမိတယ်လဲကောင်းတဲ့အရာတွေပို့တွေးမိသလားဆိုးတဲ့အရာတွေပို့တွေးမိသလားကောင်းတဲ့အရာတွေရှိနေတာတောင်မှဆိုးတဲ့အရာတွေကိုတွေးမိတတ်ကြတယ်လူတော်တော်များများတကယ်တမ်းတော့စိုးရဆိုတာစိုးတာဖြစ်ဖြစ်ကောင်းတာဖြစ်ဖြစ်ကိုကစ조사အားထုတ်ခဲ့တဲ့အရာကြီးပဲဟုတ်တယ်မလားကိုရဲ့စ조사မှုကိုအတိမတ်ပြုပေးဖို့လိုတယ်ကိုရဲ့စ조사မှုကိုကျေးဇူးတင်တတ်ဖို့လိုတယ်ဒီစ조사မှုကနေပြီးတော့ကိုစွမ်းကုန်စ조사နေရနေပြီးတော့ကိုအတွက်အတွေ့အကြုံလေးသင်ခန်းစာလေးရရှိတယ်ဒါဟုတ်ကိုကျေးဇူးတင်ဖို့လိုတယ်ကောင်းတာတွေရောဆိုးတာတွေရောအများကြီးထည့်ရမှာကောင်းတာလေးတွေကိုရွေးပြီးတော့ကျေးဇူးတင်တတ်မဲ့အပြင်ကိုအစင်မပြေခဲ့တဲ့အရာတွေကိုလည်းဒီအစင်မပြေမှုအတွက်ငါဘာတွေကိုကျေးဇူးတင်ရတယ်ဒီအစင်မပြေမှုကနေပြီးတော့ငါဘာတွေသင်ခန်းစာရတယ်ဘာတွေလေးလာတယ်ဘာတွေသင်ယူလိုက်ရတယ်ဒီကနေပြီးတော့ငါဘာတွေကောင်းတာတွေဖြစ်သွားတယ်တကယ်တမ်းတော့လေရှူထောက်လှည့်ကြည့်လိုက်တာပေါ့နော်ရှူထောက်လှည့်လိုက်တာ
ကိုယ့်ဘက်ကနေကကြီးဆိုပေမဲ့တခြားတစ်ဖက်မှာရပ်ပလက်လို့မြင်ရင်လည်းမြင်မယ်တစ်ဖက်မှာငါတက်မြင်မယ်တစ်ဖက်မှာအင်္ဂလိပ်ကဏ္ဍသုံးဆိုတာမြင်ရင်မြင်မယ်မြင်ပုံမြင်နည်းရှုထောက်ကမတူဒါပေမဲ့သူကတော့ပုံမှန်အတိုင်းပဲရှိနေတာဆိုတော့အဲ့ဒီအတိုင်းပဲကိုလုံးလိုက်တဲ့ပြုမှုကအစင်မပြေမှုဖြစ်သွားတယ်လွဲချော်မှုဖြစ်သွားတယ်အမှားယွင်းဖြစ်သွားတယ်ဆိုပေမဲ့လေဒီအရာပေါ်ကနေပြီးတော့ကိုဘာတွေကျေးဇူးတရားတင်လို့ရလဲဆိုတော့ရှာဖွေရမှာဖြစ်တယ်ဘာတွေသင်ခန်းစာရလဲဘာတွေလေ့လာလိုက်ရလဲဘာတွေပြုပြင်ပြောင်းလဲလိုက်လို့ရတယ်ဒီຢာလေးတွေကကိုယ့်ဘဝအတွက်အဖိုးမဖြတ်နိုင်တဲ့သင်ခန်းစာတွေဖြစ်ပါတယ်ဆိုတော့နေ့တစ်နေ့မှာကောင်းတဲ့ຢာလေးကိုလည်းကျေးဇူးတင်မယ်မကောင်းတဲ့ຢာလေးတွေကိုလည်းကျေးဇူးတင်မယ်လုံးဝမမေ့ပါနဲ့အောင်တို့ကအမြဲတမ်းကျေးဇူးတင်တတ်တဲ့စိတ်နဲ့ဖြတ်တန်းလာတဲ့ခါကြလို့ရှိရင်အရာရာပိုပြီးကောင်းမွန်တွေကိုလည်းဘဝကိုနိုင်ဆိုင်ရမှာဖြစ်ပါတယ်ရှင်အေးချမ်းပြေဆုံးကြပါစေနော်ရှင်ဖတ်အောင်ဖြစ်ပါတယ်